ကဲညနေဩခွက်ဗျာအမတကွက်ကောင်းကဲလိုများလိုက်မလွင်ပြင်းလေအဲ့ပို့ဆိုတဲ့ဟာလေးတွေကိုကြည့်လိုက်နော်ပို့ဆိုမှာတင်လိုက်မယ်လိုင်းရအခြေအနေမကောင်းဒီပြတဲ့ဖုံးကလည်းအခြေအနေမကောင်းဘူးဆိုတော့အပေါ်ကတော့ဒါဆရာကြီးတွေရဲ့မူလေးတွေပေါ့အဲ့တကွက်ကွက်ထွက်ရင်ဒီကောင်ကအုပ်စုလိုက်ထွက်တတ်တယ်လိုက်ထွက်တတ်တယ်ဟိုကွက်တိဖြစ်နေကွက်ကောင်းတော့9တစ်ပဲဖိုင်ဝမ်မအားနဲ့ကော6ဘရိတ်ဆွဲတခုဩကွက်မမိတော့ဗရိတ်မိမှာဗရိတ်ဆွဲဩကွက်မမိတော့ဗရိတ်မိမှာဗရိတ်ဆွဲနော်ဝေကနန်းနေထွက်တာတော့သဘောကျမှာလားဝေကနန်းနေကတော့ရက်ဆက်တယ်နော်ဝေကနန်းနေကတော့ရက်ဆက်တယ်ဝေကနန်းနေထွက်တာလေအချိန်က3မိနစ်ဆိုတော့ရှောက်ပြလိုက်အောင်ဝေကနန်းနေရတော့ဥအောင်ရဲ့စေတနာ GB ကဒု channel ဟုတ်လားခဏမှလည်းဟုတ်လားမှန်ကြည့်တယ်3989ထွက်တယ်ဟုတ်လား3989ဟောကြတော့ဗရိတ်ကလည်းဒီမှာ6ဘူး2ဗရိတ်ဟိုကောင်နဲ့ခွန်ဗရိတ်က89ထွက်ဟုတ်လား3489အခွေရလဲ38နဲ့89ထွက်ဟုတ်လားကဲဒါလည်းကောင်းတဲ့မွေးကနာဆိုင်တွေတော့မရှိတော့ဘူးနော်အဲနောက်တော့လည်းအဲ့လိုလေးတွေပေါက်အောင်ပေးမယ်ဗျာကဲညနေလဲဟောကွက်9တစ်လေးပေါက်ပါစေညနေလဲဟောကွက်9တစ်လေးဒါပဲပေးတော့မယ်ဟိုအောက်ကဟာတော့မလာနိုင်လို့မကြိုက်လို့မပေးတော့ဒီမှာ2ခွန်လေးထိတ်နေတော့6ပရိတ်ကျွဲလာတယ်ဒါပေမဲ့40 45 4ခွန်90ခွန်5ခွန်8 20 25 2ခွန်အဲ့ဒါတော့မကြိုက်တော့6ပရိတ်ကြိုက်တာစိုက်လေးရလှလို့6ပရိတ်ကြိုက်တာဟောဒီမှာဒီ6က6နခ9ပရိတ်ဒီ3ညနခခွန်ပရိတ်ဒီ9က9နခ6ပရိတ်အဲ့ဒါအဲ့တိုင်းလေးဆင်းတာလေးလှနော်6နခ9ပရိတ်3ညနခခွန်ပရိတ်9နခ6 5ထိပ်နဲ့6ပရိတ်